ဒီနေ့ဖဖီတို့တယုံလုံးပူထောင်ကန်းနာကရန်ကုန် River Cruise သွားစီကြမှာပါ Cruise ပေါ်ရောက်ချင်း Welcome Juice လေးတောင်းလိုက်ပါတယ်ပထမတက်ကိုတက်ပါပြီဒီထက်လေးမှာတော့ဖဖီတို့ရုံးဝဝန်ထမ်းတွေပဲရှိမှာပါအပေါ်စင်လေးမှာတော့တခြားဧည့်သည်လေးတွေလည်းရှိပါတယ်ဒီလှတရားတွေကြောင့်ပဲ crew ကိုစီးခဲ့တာပါစင်ရောစာကြွေးပါမယ် music band လေးပါပါတယ်အခုလှမ်းတွေးနေရတာကဒလသရာကြီးပါတင်တာအတွက် buffet ခင်းထားပါတယ်အရသာလေးတွေကလည်းမစိုးပါဘူးစားလို့ကောင်းပါတယ်ဆွဲပါတော့မယ်အချိုပွဲလေးပါလေးတဖြူဖြူနေပါမျက်စိတဆုံတဘာဝအလှတရားကြီးနဲ့ထိတွေ့နေရတာပါဒီလိုလှတရားတွေနဲ့တခါတရံမှာတော့ဆွန်တွေးတင်တယ်နော်ဒလသရာကြီးအောက်ကိုရောက်လာပါပြီပထမတက်မှာတက်သွားဖမ်းတာပါကမ်းပြန်ကပ်ပါပြီအဆုံးတိတ်ကြည့်ပြီးလို့ကျေးဇူးပါ